Hello ဒီနေ့မှာတော့ကြက်က spicy ခောက်ဆွဲအမိုဆိုင်ရွက်လေးဆက်ဆက်လေးကိုစားမှာဖြစ်ပါတယ်။ဒါလေးတွေကတော့ကြက်သုံးတဲ့ခောက်ဆွဲနဲ့ဆိုင်ရွက်တစ်စိတ်တွေပါ။ရာသီဥတုကပူရတဲ့ကြားတဲ့အဆက်တွေစားပြီးတော့အများကြီးပူလာတော့မှာဆိုတော့ royalty လေးလည်းယူထားလိုက်မယ်နော်။အားလုံးပဲမင်္ဂလာပါရှင် Jazzy Bites ကနေပြန်လည်ကြိုဆိုပါရစေကြက်ပါ။ကြက်ကဒီနေ့မှာတော့ spicy ခောက်ဆွဲရဲ့အမိုရဲ့ကိုစံပြားနဲ့လိတ်ထားတာကိုစားမှာဖြစ်ပါတယ်။ပြီးတော့ဒီနားမှာကြက်သွန်မိတ်လက်ကြံလေးတစ်စီးကြံလို့ကြက်သွန်မိတ်လေးပါထည့်လိုက်ထားပါတယ်။ကဲအဲ့ဆိုစားလိုက်တော့မယ်နော်။ဒါလေးပြဲသွားကြ။ရတယ်ညီမလေးကိုကြည့်လိုက်မယ်။မဒီ။စားပါအောင်ရှင်။ကျိုးစားလေးစားရလေးရုပ်တော့ပြတ်တယ်နော်ဒါပေမဲ့အရင်စားလို့ကောင်းသိလားစပိုက်စီကဆက်ဆက်လေးရယ်စံပြားကလေအဲ့လိုမျိုးချူဝီဖြစ်ပြီးတော့လေအဲ့လိုကြက်ဥဆက်ဆက်လေးရရမ်းလိုက်တယ်ခောက်သွန်းတဲ့ကြောက်လေစားရအဆင်ပြေတယ်ချင်းချင်းကတ်နေရောလေတရုပ်မပြတ်ဘူးဒါနဲ့တော့တရုပ်ပြတ်တယ်Let's bite ပဲတနာညီမလေးကိုကျွေးလိုက်တော့မယ်စားလို့တော့ပြပြပြီးရှင်ရအောင်စားလို့ကောင်းပါတယ်ကြက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်